အားလုံးပဲမင်္ဂလာပါမမင်းတင်နေကအတိကက stainless steel ဘယ်နှမျိုးရှိရလေးကိုမိတ်ဆက်ပေးခြင်းလို့ပါ stainless steel ဆိုတာ3-4မျိုးလောက်ရှိရနော် quality ကလေသူကရိုးရိုး stainless steel နည်းနည်းကောင်းတဲ့ဥစ္စာနောက်ပြီးတော့ premium stainless steel အမျိုးအစားအမျိုးရှိရဒီဟာလေးကရိုးရိုး stainless steel ပါမမင်းကတော့အရင်တော့ဆိုရင်တော့နည်းနည်း quality ကောင်းတဲ့အမြင့် line တွေပဲကင်ကြတာပေါ့နော်ဒါပေမဲ့ customer တယောက်ကအမှာခိုင်းလို့ပါပြောတာဒီမှာ1000ပဲရောင်းတယ်ဟိုမှာဘယ်လောက်ပဲရောင်းတယ်ကျမလည်းရှင်းပြပေးလိုက်ပါတယ် stainless steel တိုင်းဆိုတာအကောင်ပဲမဟုတ်ပါဘူးသူက quality က3-4မျိုးလောက်ရှိတယ်အစပြပေးတဲ့ဥစ္စာကရိုးရိုး stainless steel ပါနောက်ဆုံးမြင်ပြပေးတဲ့ဥစ္စာကတော့နည်းအကောင်အခုပြပေးထားတဲ့ဥစ္စာတွေက premium quality ကပါပုံစံကစ quality ကစအများကြီးกว่าပါတယ်နောက်ဆုံးမပြောချင်တာကသူ့စေးသုံးတဲ့သူ့ quality ကရှိပါတယ်နော်စေးပေါ်ရင်စေးပေါ်တဲ့ quality ပဲရနိုင်မယ်နောက်ဆုံးအထီးကြည့်ပေးလို့ကျေးဇူးတင်ပါတယ်